ကဲလို့စားလိုက်တဲ့အစားအစာတွေထဲမှာပိုးမွားတွေပတီးပြားတွေပါလာပြီဆိုလို့ရှိရင်အုံနောက်ကတည်တယ်အစာအိမ်ကိုလက်မခံဖို့ပြောတယ်ဒါကြောင့်အစာအိမ်ကိုလှုပ်ဆော်လိုက်တယ်အစာအိမ်ကြွက်သားညှစ်လိုက်တယ်ညှစ်ပြီးတော့အစာရည်မျိုးပြောကနေမှတဆင့်ပါဇက်ကနေမှတဆင့်အစာတွေကိုထုတ်လိုက်တယ်ဒါကိုအန်ထွက်တယ်လို့ခေါ်တယ်ဒါကြောင့်ခေါင်းမှုလို့ပြုတ်အန်တာရှိသလိုစာလန်းကြောင်းနဲ့ပိုးဝင်လည်းအန်ထွက်တယ်စားစာကပါဇက်ကနေမျိုးချပြီးတော့အစာရည်မျိုးပြောရောက်လာမယ်အစာရည်မျိုးပြောကနေမှတဆင့်အစာအိမ်နဲ့မဝင်ခင်မှာအစာရည်မျိုးပြောအဝလေးရှိတယ်အဝလေးကအစားအစာဝင်ကန်လေးကြလို့ရှင်အဝလေးကဟသွားတယ်ဟသွားပြီးတော့မှအစာကအစာအိမ်ထဲကိုရောက်သွားတယ်ကဲတော့ဒါဒီအစာရည်မျိုးပြောအဝကမပိတ်နိုင်ဘူးဆိုလို့ရှင်အစာအိမ်ထဲမှာရှိတဲ့အဆစ်တွေကအစာရည်မျိုးပြောအဝကနေမှတဆင့်အစာရည်မျိုးပြောနဲ့ကိုဝင်လာနိုင်တယ်ဒီမှာဆိုလို့ရှိရင် acid တွေကအပေါ်ဆက်ချင်းပြန်တက်လာတယ်။အားကြောင့်လဲဆိုလို့ရှိရင်ဒီအစာရည်မျိုးပြောအဝမပိတ်နိုင်တာစီများတဲ့အစားအစာတွေစားလို့အာယုံကြောအားနေလို့ဖြစ်နိုင်တယ်လို့ပိုးဝင်တာကြောင့်လည်းဖြစ်နိုင်တယ်။ဒီမျိုးအပေါ်တက်လာတဲ့အခါမှာဆက်ချင်းပြန်တယ်လို့ခေါ်ပြီးတော့ရင်ပူတယ်လို့ရှင်လဲပူလာလိမ့်မယ်။နောက်တစ်ခုကအဲ့အစာရည်မျိုးပြောနေရလေးတွေကကြာလာတဲ့အခါမှာဒဏ်ရာတွေရလာလိမ့်မယ်။ဒါကြောင့်နှလုံးပူတယ်လို့ခံစားရမယ်။နှလုံးယောဂနဲ့လည်းမှားတတ်တယ်။တရားပေးတရားဖြစ်လာပါများလို့ရှိရင်တော့အစာရည်မျိုးပြောကင်ဆာတိလည်းဖြစ်တတ်တယ်။စာလန်းကြောင်းပြန်ကြည့်မယ်အစာရင်မပြောအစာအိမ်နဲ့ဦးသိန်းနဲ့ဥမာကြီးဆိုပြီးတော့စာလန်းကြောင်းကိုသုံးမိုက်ခွဲထားတယ်အစာရင်အနာကအစာရင်အဝမှာလည်းဖြစ်တတ်တယ်ပြီးတော့အစာရင်အထဲမှာလည်းဖြစ်တတ်တယ်လို့အစာရင်အနောက်ပိုင်းမှာလည်းဖြစ်တတ်တယ်ဒါကြောင့်အစာရင်အနာဖြစ်တဲ့နေရာ၃နေရာရှိတယ်ဘယ်လိုမျိုးအစာရင်အနာဖြစ်ပွားခြင်းအကြောင်းရတော့စားလိုက်တဲ့အစာအစာတွေမှာဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေပါလို့ဖြစ်တယ်ဒီကမှာကျွန်တော်တို့အစာအိမ်ကစားရဆိုလို့ရှိရင်တော့ acid တွေထုတ်ပြီးတော့အခုပြထားတဲ့အဖြူအောင်ဓမင်းတွေကိုခြေဖြတ်တယ်ခြေဖြတ်ပြီးသွားလို့ရှိရင်အဲ့ဓမင်းတွေကိုစိတ်စိတ်မှဖြစ်သွားတဲ့အစားအစာတွေကိုဥလန်းကြောင်းနဲ့ပို့လိုက်ပြီးဥလန်းကြောင်းကအဲ့အစားအစာတွေမှာပါတဲ့အာဟာရတွေကိုစုပ်ယူပြီးတော့သွေးတွေကိုပို့ရတယ်အစာအိမ်နေရာမှာရှိတဲ့ဆဲလေးတွေက acid မထုတ်တဲ့အချွဲအလွှာလေးကိုအရင်ထုတ်တယ်ပြီးတော့မှ acid ကိုထုတ်တယ်ဒါမှ acid နဲ့အစာအိမ်နေရာနဲ့ဓာတ်ရိုက်မထိတွေ့နိုင်မှာဖြစ်တယ်အကယ်လို့ဒါစားလိုက်တဲ့အစားအစာတွေမှာဘက်တီးရီးယားပါပြီးတော့အဲ့ဘက်တီးရီးယားကအချွဲလွှာထုတ်တဲ့ဆဲလေးတွေဖျက်ဆီးလိုက်လို့ရှိရင်အဲ့အချွဲလွှာလေးတွေမရှိတော့တဲ့အခါမှာအဆစ်နဲ့အစာရည်နေရနဲ့ဓာတ်ရိုက်ထိတွေ့မယ်အဲ့ဒီအခါမှာအစာရည်နေရမှာအနာတွေဖြစ်လာမယ်အပေးပေးနဲ့အစာရည်နေရကပျက်စီးလာမယ်ဖြစ်ရခြင်းအကြောင်းရင်းကတော့အဓိကဘက်တီးရီးယားကြောင့်ဖြစ်တာဘက်တီးရီးယားနာမည်ကတော့အဖြစ်အများဆုံးကတော့ Helicobacter pylori လို့ခေါ်တယ်သူတို့တွေကိုအစာအိမ်မှာရှိတဲ့ acid ကမတက်ဘူးလားမချစ်ဖြတ်ဘူးလားအစာရင်း acid မှာတအားပူတာပဲပုံမှန်အားဖြင့်တော့အစာရင်းသူ့ထဲကိုလာတဲ့ပိုးမွားတွေတော်တော်များများကိုသူ့ရဲ့ acid ကတက်ဖြစ်နိုင်တယ်ဒါပေမဲ့ Helicobacter pylori ဆိုတဲ့ပိုးကတော့အစာအိမ်ထဲကိုဝင်လာပြီးတော့ acid တွေထဲမှာပျော်မြူးနေတဲ့အပြင်အစာအိမ်နေရာမှာရှိတဲ့အချွဲလွှာလေးတွေပိုကပေါက်ပြီးတော့အစာအိမ်နေရာလေးကိုဝင်သွားပြီးတော့အချွဲလွှာထုတ်တဲ့ဆဲလေးတွေဖျက်ဆီးလိုက်တဲ့အခါမှာတော့ acid ကသူ့ရဲ့နေရာရသွားတယ်အဲဒီကမှအစာအိမ်နေရာနဲ့ acid နဲ့ဓာတ်ရိုက်ထိတွေ့ပြီးတော့အစာရင်တွေကတပေးပေးပါလာမယ်ဘိုက်အောင်နာလေးတို့ခံစားရမယ်နောက်တစ်ခုဖြစ်ရခြင်းအကြောင်းရင်းကတော့အကိုက်ခဲပြောက်စီတွေတောက်လို့အကိုက်ခဲပြောက်စီတွေကလည်းပီဆိုတဲ့တက်ကိုပိတ်လိုက်တယ်အဲဒီခါမှာအစာရင်တွေကအချွဲထုတ်တဲ့ဆဲလေးတွေကအချွဲကိုမထုတ်နိုင်တော့ဘာကြောင့်လဲဆိုတော့ပီကိုအမိပြုပြီးထုတ်ရတာကြောင့်ဖြစ်တယ်ပီကိုပိတ်လိုက်တော့အချွဲမထွက်နိုင်တော့အဲဒီခါမှာအဆစ်နဲ့အစာရင်တွေနဲ့လိုက်ရိုက်ထိတွေ့သွားပြန်တယ်ဒါကြောင့်အစာရင်တွေအနာဖြစ်ရခြင်းဒီအကြောင်းရင်းတစ်ခုရှိပါတယ်ပိုးကြောင့်ပြီးတော့အကိုက်ခဲပြောက်စီကြဒီအစာရင်တွေအောက်သွားတဲ့အတွက်ဆေးကိုပေးလိုက်လို့2လ3လနဲ့ပြန်ကောင်းသွားတာရှိတယ်လို့ပိုးကိုအမြင့်ပြတ်မတက်နိုင်လို့ရှင်အစာရင်တွေကပြန်ပြီးတော့ပေါက်သွားတတ်တယ်ဒီကပေါက်တယ်ဆိုလို့ရှင်တော့အရန်ဆိုးသွားမယ်ဆိုရင်ဒါကဆေးရုံရုပ်တရက်တက်ရတဲ့အဆင့်ဖြစ်သွားမယ်ဒါကြောင့်ဒီလိုမဆိုးခင်မှာတောက်ဆေးတွေနဲ့အကောင်းဆုံးထိန်းထားဖို့လိုအပ်တယ်အဲ့တော့ပိုးပါတဲ့အစာတွေကိုအစာအိမ်ကနေမှဆက်ဦးသိန်းကနေမှဆက်ဥမာကြီးကိုညှစ်ပြီးတော့လမ်းတစ်လျှောက်လုံးပို့တယ်ဒါကြောင့်အစာအိမ်တွေဦးသိန်းတွေဥမာကြီးတွေကတအားယူရှိအောင်နေလာတယ်ဥမာကြီးကလည်းဒီသူ့စီကိုရောက်လာတဲ့အစားအစာတွေမှာပါတယ်ရေကိုစုပ်တယ်ဆိုပေမဲ့ဘက်တီးရီးယားတွေပါလာတဲ့အခါမှာအစားအစာတွေမှာပါတယ်ရေကိုမစုပ်ချင်ဘူးပုံမှန်အားဖြင့်တော့ဥမာကြီးကအစားအစာတွေမှာပါတဲ့ရေကိုစုပ်ရင်းနဲ့အဲ့အစာကိုမစင်စုရင်းနဲ့ပို့တယ်ပြီးတဲ့အခါမှာမစင်စုရင်းကနေမှတစ်ဆင့်နောက်နေ့မှာမစင်စွန့်သွားတယ်ဒါပေမဲ့ပိုးပါလာပြီဆိုရင်တော့သူကအရင်တော့ပုံမှန်ညှစ်တာမျိုးမဟုတ်ဘဲနဲ့မြန်မြန်ကြီးကိုညှစ်ပြီးတော့မစင်စုရင်းရနေမစင်စွန့်အိမ်ကိုပို့ခြင်းတယ်အားကြောင့်ဆိုတော့သူလည်းပိုးဝင်မခံခြင်းသူကနေမှတစ်ဆင့်ထွေးကြောတွေကိုလည်းပိုးဝင်မခံခြင်းအဲ့တော့မြန်ပို့လိုက်တယ်ဆိုတော့အစားအစာတွေမှာပါတဲ့အရည်တွေပိုးတွေကိုတိတ်ဆုပ်ချင်မရတော့ဒါကြောင့်ဝမ်းကအရည်တွေနဲ့ဆွတ်နေမယ်ဦးကခဏခဏညှစ်တဲ့အခါကျတော့ခဏခဏအရည်ဝမ်းနေသွားမယ်ဒါကိုဝမ်းလျှော့တယ်လို့ခေါ်တယ်ဒီရီယာကအစာလန်းချောင်းနဲ့ဝင်သွားမယ်တနည်းအားဖြင့်အစာရင်မပြောရနဲ့အစာအိမ်ထဲကိုရောက်သွားမယ်ဒါပေမဲ့အစာအိမ်ကမလိုချင်ဘူးဒီဘက်တီးရီးယားကအန်ထုတ်ပြမှရမယ်ဆိုတော့အစာရင်မပြောရနဲ့ပြုတ်အန်ထုတ်လိုက်တယ်က
ကဲလို့ဘက်တီးရီးယားကပြုတ်အန်တဲ့ထဲမပါသေးဘူးအစာအိမ်ထဲမှာနေပြီးတော့အစာအိမ်နေရာမှာရှိတဲ့ကာရည်ထွက်စေတဲ့ဆဲလေးတွေကိုတွားပြီးဖျက်ဆီးလိုက်တယ်အဲ့ဒီကမှအစာအိမ်ကသူ့ကိုယ်သူကာတဲ့အရည်လေးတွေကိုမထုတ်နိုင်တော့တဲ့အပြင်အစာအိမ်ကအက်ဆစ်တွေအများကြီးထုတ်ပြီးတော့အဲ့ဘက်တီးရီးယားကိုတွားပြီးတိုက်ခိုက်တယ်ဒါပေမဲ့အဲ့ဘက်တီးရီးယားကအက်ဆစ်ကြောင့်အနည်းငယ်တော့တည်သွားပြီ။ကျန်တဲ့ဘက်တီးရီးယားတွေကကာရည်ထွက်စေတဲ့ဆဲတွေကိုဖျက်ဆီးတဲ့အခါမှာအက်ဆစ်တွေကကာရည်မရှိတဲ့အခါကျတော့အစာအိမ်နေရာနဲ့ဓာတ်ရိုက်ထိသွားတယ်။ထိသွားတဲ့အခါမှာအစာအိမ်အနာဖြစ်သွားပြီ။ကြာလာတဲ့အခါမှာအစာအိမ်နေရာကြီးကပေါက်ပြီးတော့တွေးတွေပါထွက်လာနိုင်တယ်။ဒါ့အပြင်ဒီအက်ဆစ်တွေကမလိုအပ်ဘူး။မလိုအပ်တဲ့အခါကျတော့အစာအိမ်ကသူ့မှာရှိတဲ့နောက်တဲ့ဆဲတွေနဲ့အက်ကာလီကိုထုတ်လိုက်တယ်။ထုတ်လိုက်တဲ့အခါမှာအဲ့အက်ဆစ်နဲ့အက်ကာလီနဲ့ပြည့်တယ်။ရိုးရိုးပြန်လေနည်းနည်းပဲဖြစ်မယ်။အခုကအများကြီးနဲ့အက်ဆစ်အများကြီးနဲ့အက်ကာလီအများကြီးနဲ့ဖြစ်တော့လေတွေအများကြီးဖြစ်သွားတယ်။အဲ့ကမှလေထိုးလေအောင်မှဖြစ်သွားတယ်။ဒါနဲ့အစာအိမ်ကတော့ပြီးဒီဘက်တီးရီးယားကိုငါမလို့ချင်းတော့ငါစီကနေညစ်ပြီးတော့ငါဥဒိန်ကိုပေးလိုက်မယ်ဆိုတာအစာအိမ်ကအသက်ကုန်စားအစာတွေနဲ့ဘက်တီးရီးယားကိုသူ့မှာရှိတဲ့ကြွက်သားတွေကိုညစ်ပြီးတော့အစာအစာတွေကိုဘယ်ပို့လိုက်ဆိုတော့ဥဒိန်ကိုပို့လိုက်တယ်အဲ့တော့အစာအိမ်ကရှစ်အောင်ထိုးတာဖြစ်မယ်ပြန်နဲ့ဥဒိန်ကိုပို့လိုက်တယ်ဥဒိန်ကလည်းဟာဘက်တီးရီးယားပါတယ်ဒီကောင်တော့ငါလက်ခံလို့ဖြစ်ဘူးဒီကောင်ကဥမာကြီးရောက်တဲ့အထိအသက်ကုန်ညစ်ပြီးတော့ငါပို့လိုက်မယ်ဆိုတော့ဥမာကြီးဥဒိန်ကသူ့မှာရှိတဲ့ကြွက်သားတွေအသက်ကုန်ညစ်လိုက်တဲ့အခါမှာဥဒိန်တွေပါရှစ်အောင်ထိုးတာဖြစ်မယ်ဘိုက်တွေတအားအောင်တယ်လို့ခံစားရတယ်ရှင်းနေမှာပဲနော်ဦးသိန်းကနေမှဥမာကြီးကိုရောက်သွားပြီဥမာကြီးကလည်း I don't want him ငါတို့မလို့ချင်းဘူးအဲ့နဲ့သူကဥမာကြီးကလည်း shit out ထိုးနာဖြစ်မယ်ဘာလို့ဆိုတော့အသက်ကုန်ညှစ်ပြီးတော့မစင်ကနေစွန့်ချင်တာအဲ့နဲ့ဥမာကြီးကမစင်စုရရောက်တဲ့ဒီဘက်တီးရီးယားကိုသူပို့တယ်အဲ့လိုပို့တာကိုသူကဥမာကြီးကမြင်မြန်ပို့ရတာပေါ့မြင်မြန်ပို့တဲ့အခါကျတော့လှုပ်ရှားမှုများတယ်မြင်မြန်ပို့တဲ့အခါကျတော့ဥမာကြီးကအစာမှာရှိတဲ့အစာအစာတွေမှာရှိတဲ့အရည်ကိုတိတ်ဆုပ်ချိန်မရတော့အဲ့တော့ဆုပ်ချိန်မရတော့အစာအစာရေတွေနဲ့အများကြီးကြံနေမယ်အဲ့တော့လှုပ်များတော့လှုပ်ရှားမှုများများနဲ့ပို့တော့ရေစုပ်တဲ့ချိန်နေသွားတဲ့အခါကျတော့ဒီဝမ်းထဲမှာဘာတွေပါသွားမယ်ဆိုလို့ရှိရင်ဘက်တီးရီးယားတွေနဲ့အရည်တွေပါသွားမယ်အဓိကတော့ဥမာကြီးကငါထဲကိုပိုးပါတဲ့အစားအစာတွေရောက်လာပြီဒီကောင်ကမြင်မြန်မစင်အိမ်ကိုစွန့်မယ်ဒါကြောင့်မို့သူကမြင်မြန်ဆုပ်လိုက်စွန့်မြင်မြန်ပြောရမယ်ဆိုရင်တော့ညှစ်လိုက်တယ်ညှစ်လိုက်တဲ့အခါမှာအစားအစာတွေမှာပါတဲ့အရည်ကိုစုပ်ယူခြင်းနေသွားတယ်ဘာလို့ဆိုတော့သူလည်းမစုပ်ခြင်းလည်းအစားအစာမှာဘက်တီးရီးယားတွေပါတာကိုအဲ့ကမှာဘာဖြစ်သွားမလဲဆိုတော့အရည်ဝမ်းတွေခဏခဏသွားမယ်အဲ့တော့ဝမ်းပျော်လျှော်မယ်လို့အတိတ်ပဲရတယ်အဲ့တော့အစာလမ်းကြောင်းထဲကိုပိုးဝင်ပြီဆိုရင်နံပါတ်1ကအစာရည်မပြောင်းပြုတ်အပ်မယ်အစာအိမ်ကကာရည်မထွက်တော့ဘဲနဲ့ acid တွေအထွက်များတဲ့အခါမှာ acid ကအစာရည်နဲ့တိုက်ရိုက်ကြည့်တွေ့ပြီးအစာရည်ပေါက်သွားမယ်အဲ့ acid နဲ့ကာလီနဲ့ပြည့်တဲ့အခါမှာလေထိုးလေအောင်ဖြစ်မယ်ပြီးတော့အဲ့အစာအိမ်တွေဥဒိန်နဲ့ဥမာကြီးတွေကအဲ့ဘက်တီးရီးယားကိုရှိတဲ့အစာအစာကိုသူကအရန်အောင်မှညှစ်ပြီးတော့တနေရာနဲ့တနေရာပို့ရတဲ့အခါမှာဘိုက်တစ်ခုလုံးရစ်အောင်ထိုးတာဖြစ်မယ်ဥမာကြီးကမြင်မြန်မစင်အိမ်ကိုစွန့်ရတဲ့အခါမှာအစာထဲမှာပါရေစုပ်ယူမှုနည်းသွားပြီးတော့ဝမ်းပြောခဏခဏသွားမယ်အဲ့တော့ယောဂဘယ်နှမျိုးရှိလဲဆိုတော့နံပါတ်1ကပြုတ်အပ်မယ်နံပါတ်2ကအစာအနာဖြစ်ပြီးတော့ဒီအစာပေါက်မယ်တွေးယူမယ်နံပါတ်3ကကျတော့လေထိုးလေအောင်ဖြစ်မယ်နံပါတ်4ကကျတော့ရစ်အောင်ထိုးတာဖြစ်ပြီးတော့နံပါတ်5ကျတော့ဝမ်းခဏခဏလျှော့မယ်အဲ့တော့ပြုတ်အပ်နေဆိုတာအထက်ကိုလန့်တာအစာအိမ်ပေါက်ပြီးတော့လေထိုးလေအောင်နဲ့ရစ်အောင်ထိုးတာဆိုတာအလယ်မှာဖြစ်တာဝမ်းပျော်လျှော့ရဲဆိုတာအောက်ကိုလျှော့သွားတာအဲ့တော့အထက်လန်အလယ်ဖြစ်အောက်လျှော့ဆိုတဲ့ယောဂ5မျိုးကိုကျွန်တော်တို့ကဆေးပေးမှာဖြစ်ပါတယ်